နေရောက်စီချစ်ကား2မျိုးမှာစိုက်လေးရှင်ပြပေးပါဆိုတဲ့လူတွေအတွက်ပေါ့နော်ဒီဘက်ကတော့ချစ်ကားကြိုက်တယ်ဆိုလို့ရှိရင်เนาะဒီအနီရောင်ချစ်ကားကြီးရှိမယ်ဟမ်မာချစ်ဒီဇိုင်းကြိုက်တယ်ဆိုလို့ရှိရင်เนาะဒီအဝါရောင်ချစ်ဒီဇိုင်းလေးရှိပါမယ်ဒီကား2မျိုးလုံးကတော့ဒါ2ယောက်စီချစ်ကားလေးတွေပါ2ယောက်စီချစ်ကား2ယောက်စီဟမ်မာပေါ့နော်ဟမ်မာချစ်ဒီဇိုင်းလေးပါမီးလေးတွေကလည်း2မျိုးလုံးဖွင့်ပေးရတယ်မော်တာ9လုံးတွဲဖို့ဘက်ထရီလေးတွေပါရှင်ကလေးငယ်ဆိုလို့ရှိရင်2ယောက်စီးလို့ရတယ်1ယောက်တည်းစီးမယ်ဆိုရင်ဒါ10နှစ်ကျော်17နှစ်အလောက်ဝန်းကျင်လောက်ထိစီးလို့ရတယ်စိုက်ကြီးလေးတွေပါရှင်ကားလေးတွေမှာ remote လေးတွေပါမယ်အာတွင်ဂျိုးလေးတွေပါမယ်เนาะတချင်းတန်ဟွန်တန်လေးတွေ bluetooth လေးတွေပါဝင်တာလေးဒါကတော့အကုန်လုံးပေါ့เนาะကားတွေမှာအတူတူပါပဲရှင်တိုင်းကနေလေကလေးအတွက်သူမောင်းတက်တယ်ဆိုလို့ရှိရင်ကတော့စတီယာတိုင်းလေးနဲ့ချိုးခွေးလုပ်ပြီးတော့မှခြေနဲ့နင်းမောင်းလို့ရပါတယ်ခလင်းငယ်တယ်ဆိုလို့ရှိရင်တော့မမေတို့ကဘေးနားကနေ remote လေးနဲ့မောင်းပေးလို့ရပါတယ်ရှင်ဒီ hammer jet design ကတော့ဘိန်းပိုလေးပါအောင်မယ်နော်ဘိန်းပိုလေးပါမယ်ဒီအနီရောင်ချစ်ကားရဲ့အနောက်ပုံစံလေးကတော့ဒီလိုလေးပေါ့နော်နောက်ခမ်းမှာပါပါလေးတယ်ဒီမှာ remote လေးတွေအာတွင်ဂျိုးလေးထည့်ရှင်နေဆိုရင်ထည့်လို့ရတယ်ဒါလေးတွေကိုထိုင်ခုံနှစ်ခုံလားလို့ထင်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့နှစ်ခုံတော့မဟုတ်ဘူးနှစ်ခုံတွဲပုံစံမျိုးလေးတစ်ခါတည်းပဲတစ်ဆက်သေးပါဒီအနီရောင်ချစ်ကတော့ဘယ်မောင်းလေးနဲ့ပါရှင်ဘယ်မောင်းလေးနဲ့ဘေးမှာတစ်ယောက်စီးမယ်ဆိုလို့ရှိရင်ဒီမှာလေးပေါ့နော်ခလင်းငယ်ဆိုလက်ကင်လေးကင်မှုလဲပါပါတယ်အကြီးလေးကမောင်းမယ်ဆိုရင်တော့ဒီလိုလေးချိုးကွေ့လေးပေါ့နော်စီဆော့လုတ်တုတ်လေးလည်းပါဝင်ပါတယ်ဒီ hammer jet design လေးဆိုလို့ရှိရင်အရောင်ကအဝါရောင်ရမယ်အဖြူရောင်ရမယ်အနီရောင်လေးရပါမယ်ရှင်ဒီဘက်ကအနီရောင်လေးကတော့အနီရောင်လေးရမယ်အပြာနုလေးပေါ့နော်ကာလာဇက်ကလေးရပါအောင်မယ်ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်မင်းကတော့ theory base တူပါဆိုင်လေးကိုလာအားပေးမယ်ဆိုရင်တော့ဆိုင်လိပ်စာလေးကရန်ကုန်မြို့မရန်ကုန်နေရက်ကွယ်ဥပဟံမီ point နီးကျွေတင်မှတ်တိုင်းအလဲပိုလမ်းမကြီးပါရှင်နေရီဆိုလို့ရှိရင်ကားဂိတ်တင်ပေးပါတယ်ဗီဒီယိုကောလေးနဲ့ကြည့်ရှင်နေဆိုရင် Viber နံပါတ်လေးတွေက399658403339936336ခွန်ပါရှင်ကေပေးရောဝေပေးရောခုရွပြလိုက်တဲ့ဖုန်းနံပါတ်လေးတွေပါပဲเนาะဘိုင်ဘိုင်